အသက်ရှင်စဉ်မှာတော့ကျွန်တော်တို့မာနတွေထားလိုက်ကြတာတယောက်နဲ့တယောက်သေတော့လေဒီလူနဲ့ဒီလူပဲငိုရတာအတင်းတော့လဲကျွန်တော်ပြောပြမယ်နော်သူများကိုသိမမျှော်နဲ့တင်းရဲ့ Facebook ကိုသေချာပြန်ကြည့် comment ပေးတဲ့လူကဒီအုပ်စုပဲဝမ်းမြောက်ပေးတဲ့လူလည်းဒီအုပ်စုပဲချီးမွမ်းပေးတဲ့လူလည်းဒီအုပ်စုပဲမိသားစုမှာငိုယိုခြင်းတွေဖြစ်တဲ့ခါကျတော့လေဒီအုပ်စုပဲဟုတ်လားမဟုတ်ဘူးလားဒါကြောင့်မလို့ဒီအုပ်စုကအရေးတော်ကြီးတယ်ဒီအုပ်စုကအချင်းချင်းလေးစားဖို့လိုတာဖြစ်တယ်ဒီအုပ်စုကအချင်းချင်းနားလည်ဖို့လိုအပ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဆိုခဏခဏပြောတယ်ကျွန်တော်ရဲ့ကလေးကိုမချီဘူးတဲ့လူထက်တော့ကျွန်တော်ကလေးကိုချီဘူးတဲ့လူကကျွန်တော်နဲ့ပို့ပြီးတော့မှနီးစပ်တယ်အရေးကြီးတယ်လို့ကျွန်တော်ကအများတန်းတွေးတယ်ဆိုကျွန်တော်ဘာပြောချင်လဲဆိုတော့ဒီနေရာမှာရှင်ဘရင်လက်တည်ရင်ဘာဖြစ်လဲမြေမှုတ်ပဲတဲ့ကျန်းစာရှင်းရှင်းလေးပဲကျန်တာဘာမှမဖြစ်နိုင်ဘူးတဲ့ဘရင်တည်လဲမြေမှုတ်ခမားတည်လဲမြေမှုတ်ကျွန်ုပ်တည်လဲမြေမှုတ်ဖြူတဲ့လူတွေတင်တည်လို့ဖြူမှုတ်မထွက်လာဘူးအသားမဲတဲ့လူတွေလည်းဝမ်းမနှဲနဲ့မဲမှုတ်လုံးဝမထွက်ဘူးမြေမှုတ်ပဲထွက်မှာအမျိုးသမီးချင်းချင်းလည်းပြောပါအောင်ငါတို့ကမြေမှုတ်ပါကွာလို့မာနမထားရအောင်လို့နော်လောပြောဒီအမျိုးသမီးတွေပြောအကုန်လုံးပြောကြည့်ပါဦးတယောက်နဲ့တယောက်လက်ဆွဲလို့ဆက်ပြီးတော့မှငါတို့မာနမထားကြပါစို့နဲ့ငါတို့ကမြေမှုတ်ပါမိတ်ဆွေကျွန်တော်တို့ကမြေမှုတ်ပဲစစ်ဒီနေ့ fashion အရန်မိုက်တယ်တကယ်နှစ်ယောက်စလုံးဒါပေမဲ့ကျွန်တော်တို့အားလုံးဒီမြေမှုတ်ပဲ